စကားနည်းနည်းပဲပြောလေလေမင်းရဲ့စကားတိုင်းကတန်ဖိုးရှိလေလေပဲဘယ်ကိစ္စကိုမှအရင်မတွေးပါနဲ့ဘယ်သူမှတင့်အကြောင်းကိုတင့်တော့မတွေးပါဘူးပြဿနာတွေကိုအာရုံစိုက်ရင်ပြဿနာတွေပဲဖြစ်လာမယ်ဖြစ်နိုင်ခြေတွေကိုအာရုံစိုက်ရင်အခွင့်အလမ်းတွေပိုများလာမယ်တင်ခုဘလောက်ပဲနာကျင်ရပါစေဒီနေ့ကျရင်နောက်ပြန်လှည့်ကြည့်တဲ့အခါဒီခက်ခဲတွေကတင့်ဘဝကိုပိုကောက်အောင်ပြောင်းလဲစေခဲ့တယ်ဆိုတာနားလည်လာပါလိမ့်မယ်တင့်ဘဝမှာလူတွေနဲ့အကြောင်းရင်းရှိလို့တွေ့ရတာမင်းဘဝကိုပြောင်းလဲဖို့သူတို့ကိုလိုအပ်တာလားဒါမှမဟုတ်မင်းကသူတို့ဘဝကိုပြောင်းလဲပေးမှာလားအသစ်တွေတင်ယူဖို့မကြောက်ပါနဲ့မင်းသိထားတဲ့အကန့်အသတ်တွေထဲမှာပဲနေမယ်ဆိုရင်ဘဝကပြင်းစရာကောင်းလာလိမ့်မယ်အခိုက်အတန့်တွေကဘယ်လောက်တန်ဖိုးရှိလဲဆိုတာကိုအဲ့ဒီအရာတွေကအမှတ်တရဖြစ်လာတဲ့အထိမင်းသိမှာမဟုတ်ပါဘူးသင်မှာရှိပြီးသားအရာတွေကျေးဇူးတရားမဲ့အရာတွေကိုစာအုပ်ထဲချရေးထားရင်သင်မှာမရှိတဲ့အရာတွေကအမြင်တွေကနေပျောက်ကွယ်သွားလိမ့်မယ်သင်ရဲ့ပါးစပ်ကိုမထိန်ချုပ်နိုင်ရင်သင်အနာဂတ်ကိုလည်းထိန်ချုပ်နိုင်မှာမဟုတ်ဘူးဘဝကမှန်တစ်ချက်လိုပဲသင်ဘယ်အရာတွေတွေးနေလဲတွေးတဲ့အတိုင်းဖြစ်လာတယ်သင်မနဲ့မိုးလင်းတိုင်းရင်ဆိုင်ရမယ့်တဲ့ဦးတည်တော်သူကသင်ကိုယ်တိုင်ပဲဒါကြောင့်ကိုယ့်ကိုယ်ကိုအမြဲအနံ့ယူပါ